ပိုင်း3ရက်စမှာတော့ဖူရူယာကရေယာရဲ့ခန္ဓာကိုယ်ခြေနေကိုစောင့်ကြည့်နေပါတယ်။ဒါပေမဲ့ရေယာကတော့ဘာထူးခြားမလားပဲအေးဆက်နေပါတယ်။ဒါရောက်သူလည်းနှုတ်ဆက်လိုက်ပြီးပျောက်ထဲထားတာဖျားယောင်းလေးလာလှဲနေခဲ့ပါတယ်။အတွင်းထဲမှာတော့ရေယာရဲ့လူသားဘွားမှာတော့ကအပြုံးလေးတွေကိုပြန်မြင်ရောက်နေပြီးဒီတိုင်းထားရင်ပုတ်သွားမှာကိုစိုးရိမ်နေပါတယ်။နောက်နေ့မှာတော့ခန္ဓာကိုယ်ပုတ်သွင်းနိုင်အောင်ထားနိုင်မဲ့နီလန်းပါတဲ့စာအုပ်ကိုမဲရိုကိုတွားတောင်းနေခဲ့ပါပြီ။မဲရိုကတော့အိမ်ငိုက်နေခဲ့ပြီးအဲစာအုပ်ကိုသူ့ငယ်ချင်းကိုငှားရမ်းလိုက်ပြီးဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်။လိုအပ်ရတဲ့ကြောင်းရင်းကိုမေးရတော့လေဖူရူယာကစကားကိုလျှော်ပြီးထွက်သွားခဲ့ပါတယ်။အဲလိုနဲ့ခန်းထဲကိုပြန်ရောက်လာခဲ့ပြီးဖော်မလီနဲ့ရေယာကိုပုံအောင်ထားဖို့ကြံစီနေပါတယ်။ဒါကြောင့်သူကချက်ချင်းပဲအတီးပေးစာကိုကတ်ချလိုက်ပြီးခန်းကားကိုပါဆွဲပိတ်လိုက်ပါပြီ။ဖြစ်ချင်တော့ဖေးရလာပြီးခေါ်နေရကြောင်းဖူရူကလည်းနောက်ထပ်ကြံအောင်ထုတ်ရပြန်ပါတယ်။ဒါကြောင့်သူလည်းတောင်းနေတဲ့ရေယာကိုဗီဒီယိုရဲကိုဆွဲသွင်းမှုအတွက်ကြံစီလိုက်ချိန်စာအုပ်ကိုပါရုံးလင်းမိပြီးချော်လဲသွားခဲ့ပြန်ပါတယ်။အကြီးရှောင်ရဲ့ကြားကနေဒီကိုယ်လုံးလေးပါအဖိခံလိုက်ရချိန်မှာတော့ပူရူရလည်းဟင်းရီပါတက်သွားခဲ့ပါတယ်ဘလိုပဲဖြစ်ဖေးရလဲလှမ်းပြီးအော်နေရကြောင်းဗီဒီယိုရဲကိုရွှေထားလိုက်ပြီးအဲချိန်ဘိုက်စာနေရဲ့အတန်ကိုထပ်ပြီးကြားလိုက်ရပါတယ်မနက်စာဝိုင်းကိုရောက်ပြန်တော့တဲ့အဖိုးဝထားပြီးတိုဖူးနဲ့ငါမှားနေပြန်ပါတယ်ပူရူရရဲ့တွေးထဲမှာတော့ရေရပြောတဲ့အကြောင်းတွေကိုသာတွေးမိနေပြီးအဖိုးကလည်းတိုဖူးနဲ့ငါထက်ကမှားရင်းနေပြီးကြီးကြနေခဲ့ပြန်ပါပြီအဲချိန်ဝမ်ကူကတော့ရေယာအိမ်ရှိကိုရောက်လာခဲ့ပြီးရေယာရဲ့ငယ်ချင်းကလည်းခြုံထဲကနေထွက်လာခဲ့ပါတယ်။အဲလိုနဲ့ညှောက်သားလဲစကားတွေဆက်ပြောနေကြရင်ရေယာကအတန်းထဲမှာအိုင်ဒိုပြောင်မှန်တီးလိုက်ရပါတယ်။အများအားကြရတဲ့အိုင်ဒိုတယောက်ကကြောင်ပြက်ရက်တွေဆက်လာတာကြောင့်တန်းထဲမှာလေပွက်လောတွေရိုက်နေကြောင်းတီးလိုက်ရပါတယ်။စော်လင်းကတော့သူနဲ့ရေယာတွဲရိုက်ထားတဲ့ဓာတ်ပုံတွေကိုပြလာခဲ့ပြီးတစ်ဖက်မှာလည်းအားရရိုက်ကကြောက်လာပြီးဖြစ်တာကြောင့်မိသားစုလိုက်ဖျားယောင်းကြီးကိုတန်ရှင်းမှုအတွက်ကြောင်းဖန်လာပါတယ်။အဲချိန်ကျန်းတန်းနေတဲ့ဖူရူယာကတော့ရေယာကြောင်းကိုတွေးနေခဲ့ပါတယ်။အဖေကလည်းထားပြီးဘာဘူးကိစ္စမေးလာတာကြောင့်ဖူရူယာကအဖိုးနဲ့ရောပြီးတက်ရှင်နေကြောင်းထောက်ခံချက်ကိုယူချလိုက်ပါပြီ။ဒါပေမဲ့ဖိုးကြီးကမိန်းမဖြစ်သူစာရာကပါတက်ရှင်လာကြောင်းပြောနေတော့တာပါ။ဒီတော့မှဖူရူကလည်းဘာလားနေဖြစ်သွားခဲ့ပြီးဘိုးကြီးကလည်းသူကိုယ်တိုင်ဖန်တီးခဲ့တဲ့ရှင်တန်ချင်းစေးကြီးအကြောင်းပြောလာခဲ့ပါတယ်။ဒါကြောင့်ဖူရူကလည်းထက်လန့်သွားခဲ့ပြီးဘိုးကြီးကတော့ရိုးချင်းရောင်ဆောင်လစ်သွားခဲ့ပါပြီ။အင်းနောက်မှာတော့ဘဲလီလေတန်ရှင်းရေးဆက်လုပ်နေခဲ့ပြီးဖိုးပြသူရဲ့စကားတွေကိုပြန်ကြားအောင်နေခဲ့ပါတယ်။ကဲလို့သာဖန်တီးသူကဖိုးဖြစ်မယ်ဆိုပုတ်သွန်းသွားတဲ့နီလန်းကိုလည်းဖိုးကြီးကပဲသိမှာဖြစ်ပါတယ်။အဲချိန်မဲရိုကလာပြီးခန်းရှင်းပေးမယ်ပြောနေရကြောင်းဖူရူကလည်းညံမဲတားလိုက်ရပါပြီ။ထမ်းမှန်ရောက်ရှိလာသူကတော့ဝမ်ကိုဖြစ်ပြီးဝမ်ကိုကတော့ရေယာပျောက်ဆုံးသွားတဲ့အကြောင်းပြောနေခဲ့ပါတယ်။ဖူရူယာကသိနေပေမဲ့ဝမ်ကိုကတော့သူ့စိတ်ထဲကကိုယ်ပိုင်ချစ်ဆက်လန်းတွေကိုဖန်တီးချေကပြောဆိုနေပါတယ်။အင်းနောက်မှာတော့ဝမ်ကိုလည်းပြန်မို့လုပ်ပေမဲ့ဇွန်မီဇကားငားရမ်းမှုကိုသိရသွားတာကြောင့်ဖူရူယာရဲ့ခန်းထဲကိုရောက်သွားခဲ့ပြီးဇကားတွေကကြည်ပြီးသားတွေဖြစ်နေတဲ့အတွက်ခေါင်းကိုက်နေချိန်ဘင်းကြီးချိုးကိုတွေးလိုက်ရပါတယ်။ကိုင်မီကြီးလိုက်ချိန်မှာတော့မိန်းမစလင်တို့ဖြစ်နေတဲ့အတွက်တန်ပြဝင်သွားပြီးအနောက်မှာရှိတဲ့ဗီဒီယိုတကားကိုဖွင့်ချလိုက်ပါပြီ။ဒါပေမဲ့ဘာဆိုဘာမှမတွေးခဲ့ရပဲရေယာကတော့နိုင်ရန်ပေါ်မှာကန့်နေခဲ့ပါတယ်။ပြီးတော့သူကဝမ်ကိုခွန်အုပ်လာတာကြောင့်ဝမ်ကိုလည်းရေယာမန်တီးသွားခဲ့ချိန်အင်းကြီးတွေကိုစုပ်ပြဲခံလိုက်ရပါတယ်။ဒါကြောင့်သူလည်းအော်ချလိုက်ပြီးအားလုံးကလည်းအော်ဟစ်တန်ကိုကြားလိုက်ရပါတယ်။ဖူရူဝမ်ကချက်ချင်းပဲပြေးသွားလိုက်ပေမဲ့အနေထားကတော့အတုံးလေးကိုရုပ်ပေါက်နေခဲ့ပြီးသူ့ပါရောပြီးကစ်စင်တွေပါထဆွဲလာပါတယ်။နောက်ကြမှာတော့ကစ်စင်ကလည်းပြီးသွားခဲ့ပြီးဝမ်ကိုကလည်းမေးခွန်းတွေကိုမေးလာခဲ့ပါပြီ။ပျောက်ဆုံးနေတဲ့ရေယာကအခန်းထဲကိုရောက်နေရဲ့ပြင်ဒန်ယာကလည်းရထားတာကြောင့်ဆေးရုံပို့ဖို့ပြောနေတော့တာပါ။တေချာကြီးမှဇွန်မီပုံစံပေါင်းနေတာကြောင့်ဝမ်ကိုလည်းချင်းနီမန်ကိုရိတ်မိသွားပါတယ်။ဖူရူယာကဖြစ်မဲ့အားလုံးရှင်းပြဖို့လုပ်ပေမဲ့စမ်းသပ်မှုလို့ထင်သွားခဲ့တဲ့ဝမ်ကိုကတော့ဘာရင်နဲ့ခောက်ထုချလိုက်ပါတယ်။တစ်ဖက်မှာလည်းဘာဘူးကရီယာကိုလာကြည့်နေခဲ့ပြီးရီယာကလည်းခေါင်းမိုးပေါ်ကိုဆင်းသွားခဲ့ပါတယ်။ဒါကြောင့်သူတို့လည်းရံမွဲကိုရပ်ပစ်လိုက်ပြီးဖူရူယာကအဖိုးကိုသွားပြီးခေါ်ပေးဖို့အတွက်ကိုကြီးတောင်းကလိုက်သွားခဲ့ပါပြီ။အဲချိန်အဖေရလာပြီးမေးနေတဲ့အတွက်ဇွန်မီဇကားကြည့်ရင်အော်ရာဖြစ်ကြောင်းလိန်ပြောလိုက်ပါတယ်။ခေါင်းမိုးပေါ်ကိုရောက်နေတဲ့ကိစ္စကလေဘာဘူးနောက်ကိုလိုက်တာဆိုပြီးရှင်းပြလိုက်ကတစ်ဖက်ကိုထွက်လာခဲ့ပါတယ်။ခေါင်းမိုးစွန်းကိုရောက်ချိန်မှာတော့ဘာဘူးနဲ့တူ6လပန်းနေစားသုံးနေတဲ့ရီယာကိုမြင်တွေ့လိုက်ရပါတယ်။အဲချိန်ရီယာရဲ့မျက်လုံးတွေကပုံမှန်ပြန်ဖြစ်သွားတာကြောင့်6လပန်းကပုတ်တိုးဖို့အတွက်အဓိကဖြစ်ကြောင်းသိလိုက်ရပါပြီ။တင်းဝင်လာတဲ့ရေယာကတော့ကိုယ့်ကိုဘာဖြစ်မှန်းသိဖြစ်နေခဲ့ပါတယ်။ဒါကြောင့်သူကချက်ချင်းပဲကြွကြသွားတဲ့ခန္ဓာကိုပြန်ဖုံးမှုအတွက်အင်းကြီးထဲကိုပြစ်ပေးလိုက်ပါတယ်။အဲချိန်အဖိုးကလည်းဝမ်ကုံနဲ့တူရောက်လာခဲ့ပြီးရှင်တန်ကြီးစေးရဲ့အားနည်းချက်ကိုရှင်းပြခဲ့ပါတယ်။တကယ်တော့ပြေဆုံးသေးတဲ့ဒီစေးကတောင်းမိလိုက်တဲ့ခန္ဓာကိုပုတ်တိုးသွားစေနိုင်ပါတယ်။အဲလိုမျိုးဖြစ်ရလေအောင်6လပန်းကိုပုံမှန်စားသုံးရမှာဖြစ်ကြောင်းပြောလိုက်ချိန်မှာတော့ဖူရူကလည်းသဘောပေါက်သွားပါပြီ။
ဖုံးဝဆက်ပြီးလိုအပ်ချက်ကိုပြောနေပေမဲ့ဝမ်ကွန်းရဲ့ခဲတံကြီးကခေါင်းတဲတဲ့ထိမှန်လာပါတယ်။ဒါကြောင့်ဖိုးလည်းပြန်ကြောင်သွားခဲ့ပြီးအဲချိန်မဲရိုရိုကရောက်လာခဲ့ကအထဲကိုပြန်ဆွဲခေါ်သွားခဲ့ပါတယ်။နောက်ပြီးအဖေကလည်းပြစ်မှန်ကိုပြောခိုင်းလာတာကြောင့်ပြောပြဖို့အတွက်ဆုံးဖြတ်လိုက်ပါပြီ။ရေရစီမှာတွားကြမရှိကြောင်းနဲ့တောင်ယူထားတာဖြစ်ကြောင်းပြောလိုက်ချိန်မှာတော့အားလုံးလည်းစင်ပြေသွားပါတယ်။ဒါကြောင့်သူလည်းပျော်ရွှင်သွားခဲ့ပြီးဝမ်ကိုကလည်းအင်းကြီးငါပြီးပြန်သွားခဲ့ပါပြီ။ညနေရောက်တော့ဖူရူကလည်းမှတ်စုစတင်ရေးသားဖို့အတွက်လုပ်နေခဲ့ပါတယ်။အဖိုးပြောသွားတဲ့လိုအပ်ချက်တွေနဲ့ဇွန်မီကောင်ပုတ်တိုးအောင်ထားနိုင်မယ့်ချက်လက်တွေကိုရေးချလိုက်ပါတယ်။အဲချိန်ရေယာကရောက်လာခဲ့ပြီးအခမ်းမြသုံးတာစင်ပြေလားလို့မေးနေခဲ့ပါတယ်။ဒါရောက်သူလည်းအေးစင်းပဲလို့ပြန်ပြောလိုက်ပြီးကစ်စင်တွေပါဆွဲမိရကြောင်းစင်ပြေချောင်းကျွေနေတော့တာပါ။ဖြစ်ချင်တော့ရေယာကဘာဆိုဘာမှတ်မိနေတဲ့အတွက်ဝူရှူဝါးတွေဖြစ်ကုန်ကြပါတယ်။နောက်နေ့မှာတော့ပြောင်းလဲမှုကိုမှတ်တမ်းတင်မှုအတွက်ကင်မရာသုံးပြီးရေယာကိုခြေစကောင်းဆုံးရိုက်ကူးနေပါတယ်။ညတော့တွင်းစားနေရင်အဖေကလည်းမေးနေတာကြောင့်ရေယာကရှက်တဲ့ကြောင်းရှင်းပြလိုက်ပါပြီ။ဝမ်ကိုကတော့လိုအပ်တဲ့သုံးဆောင်တွေကိုလာပို့ခဲ့ပြီးပြန်သွားခဲ့ပါတယ်။ဝမ်ကိုပြန်ချသွားချိန်မှာတော့ဖူရူကလည်းအခန်းဝလာပြီးချောင်းနေခဲ့ပါတယ်။ရေယာနဲ့ဘာဘူးကတော့6လပန်းနေစားနေခဲ့ကြပြီးဖူရူကလည်းအဲ့ဒါကိုပဲစိတ်ပူနေပါတယ်။အကြောင်းကတော့ပန်းမိနေတာမရှိတဲ့ခါကျခန္ဓာကိုယ်တွေပုတ်တိုးသွားမှကြောင့်ပဲဖြစ်ပါတယ်။အဲ့ချိန်ရေယာကလှမ်းခေါ်လာတာကြောင့်ဖူရူကလည်းအထဲကိုဝင်သွားပြန်ပါတယ်။လမ်းလျှောက်ထွက်ချိန်မှာတော့ကင်မရာတစ်လုံးနဲ့မှတ်တမ်းတင်နေပြီးဇွန်မီရင်းရဲ့ဘောဘာဝါကိုစစ်ဆေးနေပါတယ်။အဲ့ချိန်အိမ်တော်ရင်းကလည်းနောက်ကနေလိုက်ချောင်းနေခဲ့ပြီးရေယာကတော့အခုလိုဇွန်မီဖြစ်ပြီးနောက်ပိုင်းအစားလဲစားစရာမလိုတော့သလိုဤပါကြလည်းမလိုတော့ကြောင်းပြောနေတော့တာပါအဲ့ဒီချက်လက်တွေကပဲသူ့ကိုယ်သူတည်ဆုံးသွားတဲ့ခံစားမှုကိုတေချာသွားစေခဲ့ပါတယ်ဒါပေမဲ့သူ့အတွက်ကတော့တည့်ရဖြစ်သွားတာမျိုးလည်းမဟုတ်ပဲလက်ရှိဘဝမှာပုံမှန်လိုနေသွားနိုင်တဲ့ပေါ်ဖူရူဝါကိုကျေးဇူးတင်နေခဲ့ပါတယ်ဒါကြောင့်သူ့ကိုပို့ပြီးစောင့်ရှောက်ပေးဖို့နဲ့ဂယူးဆိုင်ပေးဖို့ပြောလိုက်ချိန်မှာတော့ကောင်လေးလည်းရှက်သွားခဲ့ပါပြီအဲနောက်မှာတော့အိမ်ပြန်မှုအတွက်ဆုံးဖြတ်လိုက်ကြပြီးဖူရူဝါရဲ့စိတ်ထဲမှာတော့6လပန်းမွေရာသီကုန်သွားတဲ့ချိန်ကိုကြောက်နေခဲ့ပါတယ်။အဲချိန်ကသူ့စီဝင်လာတာကြောင့်ရေယာလေးအမြန်ဆွဲဖယ်လိုက်ပါတယ်။ရေယာကတော့ရရှိသွားတဲ့ဒဏ်ရာတွေကိုရှာနဲ့ရပ်ပေးနေခဲ့ပြီးဇလန်းလေးကဒီမာရင်ပဲခန်းရလို့သွားခဲ့ပြန်ပါတယ်။